ဘာပြောတယ်တကြီးကြော်ကရေကူးဝတ်စုံပြိုင်ပွဲမှာဝင်ပြိုင်မယ်ဟုတ်လားသူတောင်ပြိုင်သေးတာအမေလဲပြိုင်မယ်အခုချက်ချင်းအမေစရင်သွားသွင်းမယ် အမေပြိုင်လို့မဖြစ်ဘူးသမီးအနောက်မှာအမေရှိမှရမှာပြိုင်ပွဲနေ့ကျသမီးရှိကပိတ်နေတဲ့သူတွေကိုအမေပြက်ရှင်းပေး ဘလို့မျိုးရှင်းပေးရမှာလဲ ဘလို့ရှင်းရမလဲဆိုတာအမေကောင်းကောင်းကြီးသိလောက်မေးထင်တာပဲ ကျမကိုဒီအချိန်ကြီးခေါ်တာဘာပြောစရာများရှိလို့လဲမနှက်ပြန်ပြိုင်ပွဲအတွက်နင်တို့လိုဘရင်မတေဝတ်တဲ့ရေချိုးဝတ်စုံငါကိုငှားပါလားဟဲ့ မရဘူးကျမဝတ်စုံတွေကဈေးကြီးတယ်ရှင်ဝတ်လိုက်လို့ပြဲသွားရင်ဘလို့လုပ်မလဲ ပြဲရင်ငါပြန်ရောပါမယ်ဟဲ့ငါနင့်ကိုရွှေဆွဲကြိုးတကုံးပေးမယ်နင်ငါ့ကိုငှားနိုင်မလား ရွှေဆွဲကြိုးတကုံးတောင်ပေးမှာဆိုတော့ငှားမယ်လေ ဒါပေမဲ့အခြားပြိုင်ပွဲဝင်တွေကိုတော့သွားမပြောရဘူးနော်စိတ်ချစမ်းပါအေးငါနင့်ကိုဂတိပေးတယ် ဟဲမစိန်မြင့်နင်ပြိုင်ပွဲအတွက်အဆင်သင့်ဖြစ်ပြီလားဒါနဲ့နှစ်မှာရေချိုးဝတ်စုံကောင်းကောင်းရောရှိရဲ့လားငါကတော့အဟောင်းတိမ်မဝတ်ချင်လို့အခုပဲချုပ်လာတာ ဒီမှာမအေးစိန်တို့ကချုပ်เสียမလို့ဘူးတို့မှာဝတ်เสียတေအများကြီးရှိတယ်ပြိုင်ပွဲကားတို့ပဲအနိုင်ရမှာဆိုတော့အဲ့ဒါတေမလိုပါဘူးဟဲ့တို့ကအားလုံးအဆင်သင့်ဖြစ်နေပြီ ငါနေနဲ့ရံမဖြစ်ချင်လို့ငါသွားတော့မယ်ညနေကျရင်တော့ဘသူအနိုင်ရမလဲတွေးကြတာပေါ့ဟဲ့